နေရာဒီလိုကောင်းပါလေဒီမှာကျွန်တော်တို့နောက်မှာစင်ရော်လေးတွေတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ငယ်တော့ကတော့အမေနဲ့တူတန်လျင်သွားရင်ကျွန်တော်တို့စက်တမော်ကြီးပေါ့နော်အဲ့တော့တန်လျင်တရားမရှိသေးဘူးထင်တယ်ကျွန်တော်တို့တမော်စီပြီးသွားရတယ်တမော်စီပြီးသွားရင်တမော်ပေါ်မှာစာလေးခွေလေးတွေစင်ရော်လေးစာကြည့်လို့ရပါတယ်စာလေးခွေလေးအကြောင်းနေအဲ့ဒါကျွန်တော်မှတ်တရရှိတယ်ပေါ့နော်အဲ့တမော်ကြီးနဲ့သွားမယ်ပြီးကျွန်တော်တင်တဲ့အဲ့ဒီနေရာကရှေးကမြန်မာတိုင်းဆေးဆရာကြီးပေါ့နော်သူစီမှာမေးဆေးကန်တော့ပြဆေးသွားဝယ်တာအဲ့တန်တင်မြို့ဟောင်းရက်ွက်တယ်မှာတော့သူကဒီအဲ့ဇက်ကိုစီးပြီးသွားတယ်ဒီကြောင်အဲ့သွားတဲ့လမ်းတစ်လျှောက်ပေါ့နော်အဲ့စင်ရော်လေးစာလိုက်တောင်းတာပေါ့